flagship ဖုန်းတစ်လုံးကစက္ကန့်ဖြစ်နေတော့မှာပဲဘူးပစ္စည်းအစုံနဲ့အတင်းနီးသုံးလို့ရမှာဆိုရင်ရောကဲအားလုံးပဲမင်္ဂလာပါ Galaxy Mobile ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ Galaxy Mobile မှာ2025ခုနှစ်ရဲ့ flagship ကေလာလို့တင်စားထားတဲ့ Samsung Galaxy S25 Ultra လေးဘူးပစ္စည်းအစုံနဲ့ original စက္ကန့်လေးကျွန်တော်တို့စီမှာရောက်ရှိထားပါတယ်နော်ပထမဆုံးဒီကောင်းရဲ့ဒီဇိုင်းမိုင်းရတော့တည်တဲ့အတိုင်းပဲရိုးရှင်းပြီးတော့အထားကျနေမယ်လက်ထဲမှာကန်ရတာလည်းပေါ့ပေါ့ပါပါလေးနဲ့၄တောင်ဆက်ဆက်ကြတဲ့ feeling ကိုရတယ်ဆိုတော့လက်ထဲမှာပြုံးမကြတော့ဆိုတဲ့ feeling တစ်ခုကိုရရှိမယ် display ဘိုင်းမှာဆိုလို့ရှိရင်လည်း Super AMOLED 2H display ကိုအသုံးပြုထားတဲ့အတွက်ကြောင့်မလို့ application အဝင်ထွက်တွေနဲ့ daily use အသုံးပြုတဲ့နေရာတွေမှာလည်းချောချောမွေ့မွေ့ဖြစ်နေသေးမယ်နော် performance ဘိုင်းမှာဆိုလို့ရှိရင်လည်း Snapdragon ရဲ့နောက်ဆုံးထွက်ထားတဲ့ 8 Elite ကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်မလို့ daily use အတွက်ကော game ဆော့ဖို့အတွက်ကောဆိုရင်တော့တိတိတတ်တာကြီးကြမ်းထော်နေမယ်ကင်မရာဘိုင်းမှာဆိုလို့ရှိရင်လည်း200 megapixel လမ်းကိုအသုံးပြုထားတဲ့အတွက်ကြောင့်မလို့ရုပ်ထွက်တရားတိတဲ့အတိုင်းပဲကြမ်းထော်နေမယ်ပြီးလို့ရှိရင်50 megapixel ပါတဲ့ periscope telephoto လမ်းကိုထည့်ပေးထားတဲ့အတွက်အဝေးမှာရှိတဲ့ object တွေကိုလည်းတိတိတတ်တာကြီးမြင်ရမယ်ဘက်ထရီဘိုင်းမှာဆိုလို့ရှိရင်လည်း9000 mAh ကိုအသုံးပြုထားတဲ့အတွက်ကြောင့်မလို့အားအကုန်မြန်မှာကိုလည်းစိတ်ပူစရာမလိုတော့ပါဘူးခင်ဗျာပြီးလို့ရှိရင်ဒီကောက်မှာ S Pen လေးမှာဆိုရင်လည်း battery capacity သေးသေးလေးပါတယ်ဆိုတော့ဖုန်းထဲမှာထည့်ထားမယ်ဆိုရင်တော့မှပဲ wireless charging ကိုပြန်ပြီးထုတ်ပေးမှာနော်ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဖုန်းတစ်လုံးကိုကင်မရာအသားပေးလဲအသုံးပြုခြင်းနဲ့နောက်ဆုံးပေါ် flagship feeling ရတဲ့ဖုန်းတစ်လုံးနဲ့လိုချင်ပါတယ်ဆိုလို့ရှိရင်တော့ဒီဖုန်းလေးကရွေးချယ်စရာကောင်းတဲ့ဖုန်းတစ်လုံးဖြစ်နေမှာနော်ကဲအခုလိုဘူးပစ္စည်းအစုံပါတဲ့ original စက္ကန့်ဖုန်းတစ်လုံးလေးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ပြင်မျိုးရွှေတစ်ချောင်းနဲ့ပြေတက်ကတူအဝေးတင်ပေါက်ရှိရကျွန်တော် Galaxy Mobile ကိုအခုပဲ live ဝင်ခဲ့တော့နော်